တရားတာရှာမှကိုမှတွေ့တာမဟုတ်ဘူးမတရားတာလည်းကိုမှပဲရှိနေတယ်အဲ့တော့တရားမှုမတရားမှုဆိုတာလူတွေရဲ့တဏ္ဍာမှာဖြစ်ရဲ့စိတ်အခြေအနေဟာနှစ်မျိုးရှိကောင်းတဲ့စိတ်အခြေအနေရှိတယ်လို့မကောင်းတဲ့စိတ်အခြေအနေရှိတယ်မကောင်းတဲ့စိတ်အခြေအနေတွေကိုဖယ်ရှားပြီးတော့ကောင်းတဲ့စိတ်အခြေအနေတွေကိုတည်ဆောက်နိုင်မှဘုန်းကြီးတို့တွေဟာဘဝရဲ့ဖြေမှန်ဆိုတာဖော်ထုတ်နိုင်မှာဖြစ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မှန်ကန်တဲ့အကြောင်းကိုရှာကြံဖို့ဘုရားမအရေးကြီးမှန်ကန်တဲ့အကြောင်းတရားကိုမတိဆောက်နိုင်ပဲနဲ့ပြဿနာအဖြေဆိုတာမရဥပမာပဲဆိုတော့မိသားစုအတွင်းမှာပြဿနာဖြစ်တယ်သို့မဟုတ်လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်တယ်သို့မဟုတ်ဘာသာရေးနဲ့ပတ်သက်ပြီးပြဿနာဖြစ်တယ်သို့မဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်တယ်အဲ့ဒီပြဿနာတွေကိုဖြေရှင်းတယ်ဆိုတာဘယ်ပုံမှာရပ်တည်ပြီးတော့ဖြေရှင်းမလဲမှန်ကန်တဲ့အကြောင်းတရားတွေကိုရှာဖို့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအကုသလမူလသုတ်တံဆိုတာဟောထားတာရှိတယ်ဒီကနေ့အခြေခံအနေအားဖြင့်အကြောင်းရှာကြံအဖြေမှန်တွေ့တဲ့အခြေခံပိုင်းကိုဟောပြီးတော့လက်ဖြင့်ကကြတော့ဘဝတန်တရားကလွတ်မြောက်ဖို့ရလည်းပဲအကြောင်းရှာကြံပြီးတော့အဖြေမှန်တွေ့အောင်လုပ်ဖို့လိုတယ်ပေါ့အဲ့ဒါကိုဆက်လက်ပြီးတော့ဟောဒီနေ့အကုသလမူလသုတ်တံအရာဘုန်းကြီးတို့တွေမြတ်စွာဘုရားဟောထားတဲ့တရားအတိုင်းညီသည့်ပြဿနာပဲဖြစ်ဖြစ်မိသားစုလေးအတွင်းမှာဖြစ်တဲ့ပြဿနာလူအများစုအတွင်းမှာဖြစ်တဲ့လူမှုရေးပြဿနာညီသည့်ပြဿနာပဲဖြစ်ဖြစ်မှန်ကန်တဲ့အကြောင်းတရားဟာဘာတွေလဲထိုပြဿနာကိုငြိမ်းအောင်ဘယ်လိုလုပ်နိုင်သလဲအဖြေကိုဘယ်လိုရှာမလဲဆိုတာမြတ်စွာဘုရားဟောထားတယ်နောက်ဆုံးမှကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင်ကမ္ဘာငြိမ်းချမ်းရေးအဖြေရှာရင်ဘယ်မှာရှာဒီကနေ့ကမ္ဘာငြိမ်းချမ်းရေးဆိုပြီးတော့အဖြေထုတ်နေတာတွေဟာမှန်ကန်တဲ့အကြောင်းတွေကိုရှာတာဟုတ်ကဲ့လားစဉ်းစားကြည့်လေအလုံးလူတွေသတိထားမိမှာပါကဘာမှာကြည့်အစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့ငြိမ်းချမ်းရေးစကားပြောနေရင်ငြိမ်းချမ်းနိုင်မှာမလားငြိမ်းချမ်းနိုင်ဘူးဒါအကြောင်းရှာကြံတာမဟုတ်ဘူးမမှန်ကန်တဲ့အကြောင်းတရားတွေနဲ့အဖြေရှာနေတာနော်ဘလို့မှငြိမ်းချမ်းဖို့ဆိုတာမရှိနိုင်ပါဘူးအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကတိတ်အရင်ကြတယ်အခြေခံတိတ်ကြအခြေခံကြသည့်အတွက်ကြောင့်လူမျိုးမရွေးဘာသာမရွေးကြားမမရွေးဆိုတာဘယ်ပုဂ္ဂိုလ်နဲ့ပဲဖြစ်ဖြစ်အကုန်သက်ဆိုင်မြတ်စွာဘုရားဟောတဲ့တရားတွေဟာယဟန်တန်ဃာတွေနဲ့တင်သက်ဆိုင်တာမဟုတ်ဘူးဗုဒ္ဓဘာသာတွေနဲ့တင်သက်ဆိုင်တာမဟုတ်ဘူးသက်ရှိတတ္တဝါအလုံးနဲ့သက်ဆိုင်တဲ့တရားတွေကြီးပဲအကုန်တနည်းအားဖြင့်ပြောမယ်ဆိုရင်မြတ်စွာဘုရားတရားတော်ဘာသာရေးမဟုတ်ဘာသာရေးဆိုတဲ့စကားလုံးကဆိုပါစို့အဓိပ္ပာယ်ဖွင့်တာတော့အမျိုးမျိုးရှိတာပေါ့နော်သူတို့ religion လို့ပြောတဲ့ဘာသာရေးဆိုလို့ရှိရင်တကုရှင်ထံဆုတောင်းပြီးတော့ blessing ကိုမျှော်လင့်တာတောင်းဆုဆိုနေတာဒါတွေကိုဘာသာရေးဆုတောင်းဆုယူလုပ်တာဟုတ်ဘာသာရေးလို့ပြောကြအဲ့ဒါလိုဘာသာရေးမျိုးလည်းမဟုတ်ဘူးမြတ်စွာဘုရားတရားတော်ကကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုနားလည်ပြီးတော့အကြောင်းမှန်ကိုရှာတွေ့ပြီးအဖြေထုတ်နိုင်တဲ့ဤစနစ်တွေကိုဟောတာအဲ့ဒီအဖြေတွေအကြောင်းတရားတွေကိုမရှာကြံနိုင်လို့အဖြေမထုတ်နိုင်သေးတဲ့များကာလပတ်လုံးဘုန်းကြီးတို့တွေဟာပြဿနာတဲ့ဆင်းရဲဒုက္ခတွေမှာတဝဲလဲလဲရှိနေကြအောင်ပါ
အဲ့ဒါကိုဒီအကုသလမူလသုတ်တန်နဲ့နှိုင်းယှဉ်ပြီးတော့ကြည့်ကြရလူတွေရဲ့တဏ္ဍာမှာအဆိုးနဲ့အကောင်းဒီနှစ်ခုဟာမွေးရပါလို့တန်တရားမှာလူတွေရဲ့စိတ်အစဉ်မှာရှိနေတယ်စာလို့ပြောရင်တော့ကုသိုလ်နဲ့အကုသိုလ်ပေါ့နော်